Health Knowledge ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ပရိသတ်တွေအတွက်တရက်သီးကိုစားသုံးရင်ရရှိနိုင်တဲ့ကောင်းကျိုးဆိုးကျိုးလေးတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တရက်သီးဟာဆိုရင်တော့မြန်မာနိုင်ငံရဲ့အဓိကစားသုံးတဲ့အသီးအနှံတစ်မျိုးလို့လည်းပြောလို့ရပါတယ်။တရက်သီးကိုတော့ကလေးလူကြီးကြားမှမရွေးစားသုံးလို့ရှိကြပြီးတော့များသောအားဖြင့်တော့တရက်သီးကိုမမဲ့ခင်အကင်အစိမ်းလေးတွေကိုတော့အထုံမြုပ်အနေနဲ့စားသုံးကြပြီးတရက်သီးအစိမ်းခက်ရည်ရည်တွေကိုတော့တရက်သီးတုပ်စားတာဟင်းလျာတွေကိုထည့်ပြီးတော့ချက်ပြုတ်စားတော့တာဒါမှမဟုတ်အချောက်လန်းပြီးတော့တရက်သီးရုပ်ဆောင်အဖြစ်ပြုလုပ်ရောင်းချတာမျိုးတွေကိုအများဆုံးပြုလုပ်စားတော့ကြရလည်းဖြစ်ပါတယ်။ဒီလိုမျိုးတရက်သီးလေးတွေကိုကြိုက်နှစ်သက်လို့စားသုံးသူတွေအနေနဲ့ဆိုရင်တော့တရက်သီးဟာလူတွေရဲ့ကျန်းမာရေးအတွက်ဘလို့ကောင်းကျိုးတွေရှိသလဲဘလို့လူတွေမှာတော့မစားသုံးသင့်ဘူးလဲဆိုတာကိုဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးသွားပါအောင်နော်။တရက်သီးမှာအမြင့်တက်ပေါ်ကျွယ်ဝစွာပါဝင်နေပြီးတော့ဝမ်းချုပ်ခြင်းကိုတိတိတတ်တာစေနိုင်ပါတယ်။ဝမ်းချုပ်တာဝမ်းသွားအားမရတာမျိုးတွေခံစားနေရမယ်ဆိုရင်တော့တရက်သီးကိုစားသုံးပေးသင့်ပါတယ်။တရက်သီးမှာဆိုရင်မက်ဂနီဆီယမ်နဲ့ပိုတက်ဆီယမ်ပါဝင်နေပြီးတော့သွေးလည်ပတ်မှုကိုကောင်းစေတာကြောင့်သွေးခဲခြင်းကိုလည်းကာကွယ်ပေးနိုင်တဲ့အစွမ်းလေးရှိနေတာဖြစ်ပါတယ်။ဒါကြောင့်သွေးပြည့်ရောဂါရှိသူတွေသွေးကြောပိတ်ရောဂါရှိသူတွေစားသုံးပေးသင့်ပါတယ်။နောက်ထပ်အနေနဲ့ကတော့တရက်သီးမှာဖောလိအက်ဆစ်ပါဝင်နေရကြောင်းသွေးအားနည်းရောဂါသွေးဥမွှားနေတဲ့ရောဂါတွေကိုကာကွယ်ပေးနိုင်ပြီးတော့တန်ထချို့တဲ့ခြင်းရဲ့နောက်ဆက်တွဲရောဂါတွေအတွက်လည်းတရက်သီးကိုစားသုံးပေးသင့်ပါတယ်။နောက်ထပ်အနေနဲ့ကတော့တရက်သီးမှာဗီတာမင် C ဗီတာမင် A လည်းပါဝင်နေပြီးကူးစက်ရောဂါမကြာခဏဖျားနာတာမျိုးရာသီတုပ်ကွေးကြောင့်ဖျားတာမျိုးတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။နောက်ထပ်အနေနဲ့အသားရည်ကိုပြန်လည်ပြုပြင်ပေးနိုင်တဲ့အစွမ်းရှိပြီးတော့အိုမင်းရည်ရောခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။တရက်သီးမှာဆိုရင်အရေးဓာတ်လည်းပါဝင်နေတာကြောင့်အသားရည်ခြောက်သွေးတာအရေပြားတွေကွဲအပ်စေတာမျိုးတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။တရက်သီးဟာခန္ဓာကိုယ်ကလပ်စည်းတွေပျက်စီးတာကိုဟန့်တားစေနိုင်ပြီးတော့ကင်ဆာရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ကင်ဆာရောဂါကုသမှုခံယူသူတွေအနေနဲ့လည်းတရက်သီးကိုစားသုံးပေးသင့်ပါတယ်။နောက်ထပ်အနေနဲ့ကတော့တရက်သီးကဗီတာမင် B အုပ်စုတွေမှာပါဝင်နေပြီးတော့အားအင်ကိုလည်းဖြစ်ထွန်းစေပါတယ်။ဒါကြောင့်တရက်သီးကိုအသက်ကြီးရွယ်အိုတွေထမင်းစားတဲ့အခါထည့်သွင်းစားတော့ပေးရင်တော့အာဟာရကိုပိုမိုရရှိစေနိုင်မှာဖြစ်ပါတယ်။တရက်သီးဟာအယိုးပွားရောဂါအယိုးကျိုးလွယ်တာအယိုးအားနေတာရိုးရင်းချီစီခန္ဓာမျိုးတွေကိုလည်းတတ်တာစေနိုင်တာကြောင့်တက်ကြီးရွယ်အိုတွေအထူးစားသုံးသင့်ပါတယ်။နောက်ထပ်အနေနဲ့ကတော့တရက်သီးအစိမ်းဟာဆိုရင်ဝမ်းတွင်းအောင်းနေတဲ့အပူတွေကိုကန်စေနိုင်ပြီးတော့ကိုယ်သားကိုယ်ရည်ခြောက်သွေ့နေတာမျိုးတွေကိုကာကွယ်ပေးနိုင်ပါတယ်။ဒီလိုမျိုးအဖက်ဖက်ကနေကျန်းမာရေးအတွက်အထောက်အကူပြုလာတယ်ဆိုပေမဲ့တရက်သီးကိုဘလို့လူတွေမစားသုံးသင့်ဘူးလဲဆိုရင်တော့နံပါတ်1စီးကျိုရောဂါရှိသူတွေနံပါတ်2ကိုယ်ဝန်လာနှုတ်သူတွေနဲ့မွေးဖွားကနေနှစ်ပတ်ပဲလို့သူတွေနံပါတ်3နာတာရှည်အစာအိမ်ရောင်သူတွေနံပါတ်4နာတာရှည်အသေးရောဂါရှိသူတွေအနေနဲ့ကတော့ဆရာဝန်ရဲ့ခွင့်ပြုချက်ရှိမှသာစားသုံးသင့်ကြောင်းကိုအကြံပြုတင်ဆက်ရင်းနဲ့တရက်သီးနဲ့ပတ်သက်တဲ့ဆောင်းရံရှောင်းရံလေးတွေကိုစုံစုံလင်လင်လေးတင်ပြပေးလိုက်ပါရရှင်။အဆုံးထိကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ညီမတို့ရဲ့ Health Knowledge Channel လေးကနေကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုနေ့စဉ်ည9:00 နာရီချိန်တိုင်းတင်ဆက်ပေးနေမှာမို့ဆက်ဆောင်မြောင်အားပေးကြပါအောင်ရှင်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့တွေလည်းစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတို့နဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။